ထိုမျိုးသားသည်ဖဲချက်များကိုလေထဲသို့မြှောက်တင်လိုက်သည်အမျိုးသမီးသည်စပိတ်ဖဲချက်အားလုံးကိုသူမ၏လက်ထဲတွင်ရအောင်ယူရန်လိုအပ်နေသည်အချိန်စေ့သွားပြီးဖဲချက်များမြေပြင်ပေါ်သို့ကျလာသည်အမျိုးသမီး၏လက်ထဲတွင်တော့အစင်စုံပါသောဖဲချက်များကိုကင်ထားသည်ရုတ်တရက်ဆိုသလိုသူမသည်ဖဲချက်များကိုစပွဲပေါ်သို့တက်တက်ရက်ရက်တင်လိုက်သည်နောက်တစ်စက္ကန့်တွင်ဖဲချက်များကိုလှန်ကြည့်လိုက်ရာအားလုံးမှာစပိတ်များဖြစ်နေတော့သည်သူမ၏နည်းပညာမှာထိတ်တန်းအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်နောက်တစ်နေ့တွင်အမျိုးသမီးသည်အိမ်သို့ပြန်လာပြီးသူမ၏ဖခင်အားဒေါ်လာ2000ပေးခဲ့သည်သူမအားကာစီနိုသို့ခေါ်သွားပေးရန်ဟူသောအခြေအနေဖြင့်ထိုငွေကိုပေးခဲ့ခြင်းဖြစ်သည်ကာစီနိုတွင်ထိုမျိုးသား၏လိမ်လည်လှည့်ဖျားသည့်နည်းလမ်းများကိုသူမဖော်ထုတ်ခဲ့သည်သို့သောအမျိုးသမီးသည်သူ့ကိုချက်ချင်းဖော်ထုတ်ခြင်းမပြုဘဲသူမ၏ဖခင်ကိုလောင်းခြင်းမထက်ရန်တားမြစ်ခဲ့သည်သူမတွင်ရှိသမျှအကျွေးစိတ်အားလုံးကိုလောင်းမည်ဟုပြောလိုက်ရာလူတိုင်းကသူမကိုယူနေပြီဟုထင်မှတ်ခဲ့ကြသည်ထို့နောက်ဖဲဝေကြသည်ထိုမျိုးသားကဤပွဲတွင်သူနိုင်မီမှာတေချာသည်ဟုယုံကြည်ကဒေါ်လာ6သိန်းလောင်းခဲ့သည်မျိုးသမီးတွင်ထိုလောင်းခြင်းနှင့်ညီမျှသောငွေမရှိသဖြင့်အလိုလျောက်ရှုံးနေသွားသည်ဖခင်ဖြစ်သူမှလည်းသမီးဖြစ်သူကိုကာစီနိုသို့ခေါ်လာမိသည့်အတွက်နောင်တရနေမိသည်ထိုအချိန်တွင်အမျိုးသမီးသည်အိမ်ချမ်းမြေပိုင်ဆိုင်မှုစာချုပ်ကိုထုတ်လိုက်ရာလူတိုင်းကသူမကိုအယူဟုထပ်မံထင်မှတ်ကြပြန်သည်မျိုးသားဖြစ်သူကသူ၏ဖဲချက်များကိုလှန်ပြလိုက်သည်သုံးတွဲနှင့်အခြားဖဲချက်တစ်ချက်ဖြစ်နေသည်လူတိုင်းကမျိုးသမီး၏ဖဲချက်များကိုကြည့်လိုက်ကြသည်သူမကနှစ်နှစ်ချက်ကိုလှန်ပြလိုက်ရာအမျိုးသားဖြစ်သူကသူမတွင်နှစ်သုံးချက်ရှိနေဖို့မှာမဖြစ်နိုင်ကြောင်းသိနေသည်နောက်တစ်စက္ကန့်တွင်အမျိုးသမီးသည်နောက်ဆုံးဖဲချက်ကိုလှန်ပြလိုက်သည်သူမ၏လက်ထဲတွင်နှစ်သုံးချက်ဖြစ်နေသဖြင့်ထိုလောင်းကစားပွဲကိုအနိုင်ရသွားသည်အမျိုးသားဖြစ်သူမှအလွန်ဒေါသထွက်သွားပြီးသူမထံသို့သူကိုယ်တိုင်နှစ်တွဲသာဝေပေးခဲ့ခြင်းဖြစ်ကြောင်းအော်ဟစ်ပြောဆိုမိသည်ထိုအချိန်တွင်မှထိုမျိုးသားသည်လိမ်လည်လှည့်ဖျားနေကြောင်းလူတိုင်းသိသွားကြသည်လှည့်ဖျားခံရသည့်အတွက်ဒေါသထွက်နေသောလူအုပ်ကြီးသည်ထိုမျိုးသားကိုဖမ်းဆီးရန်ရှေ့သို့အလူရက်တိုးဝေလာကြတော့သည်